နေပြည်တော်ပုပ္ပသီရီမြို့နယ်ထဲမှာမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ EV brand တွေထဲမှာ Premium Intelligence ဖြစ်တဲ့ EV showroom တစ်ခုကိုဖွင့်လှစ်ထားတယ်လို့သိရတယ်။ showroom ကတော်တော်လေးကျယ်တယ်။တော်တော်မိုက်တယ်ဒီဇိုင်းပေါ်လာတဲ့ concept လေးကိုတော်တော်လေးသဘောကျတယ်။ညီလေးတို့မှာဆိုလို့ရှိရင် EV တီးတန့်လည်းမဟုတ်သေးပါဘူး။ IC ကားတွေအတွက်ကိုလည်းညီလေးတို့ကကား alignment ချိန်တာတွေကားအောက်ပိုင်းပြုပြင်တာတွေပေါ့နော်။ပြီးရင်ကားကူးလန့်လဲရ engine လဲရတွေအကုန်လုံးကိုလည်းညီလေးတို့က service ပြုလုပ်ပေးပါတယ်ဗျ။အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အခုဆိုလို့ရှိရင်နေပြည်တော်ရောက်ရှိနေရပဲဖြစ်ပါတယ်နေပြည်တော်ပုပ္ပသီရီမြို့နယ်ထဲမှာမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ EV brand တွေထဲမှာ Premium Intelligence ဖြစ်တဲ့ EV showroom တစ်ခုကိုဖွင့်လှစ်ထားတယ်လို့သိရတယ်ဘယ် brand လေးဖြစ်မလဲဆိုတော့ကြည့်အောင်ပြောတဲ့ brand လေးကတော့ Super 7 Star ရဲ့ Iron Motor မြန်မာ EV showroom မှာဖြစ်ပါတယ်ဗျာဒီ showroom ကိုတော့နေပြည်တော်မြို့ပုပ္ပသီရီမြို့နယ်ရာဇသင်္ဃလမ်းမပေါ်မှာဖွင့်လှစ်ထားပါတယ်အဲ့တော့ဒီ showroom ထဲမှာဘလို့အမိုက်စားရရှိမလို့ဆိုတော့ကြည့်အောင်ကျွန်တော်ဒီ showroom ကိုရောက်တဲ့အချိန်မှာပထမဆုံးသတိထားမိတာကတော့ဒီ showroom ရဲ့ကျယ်ဝန်းမှုပေါ့နော် showroom ကတော်တော်လေးကျယ်တယ်ဒုတိယသတိထားမိတာဘာလဲဆိုတော့ကျွန်တော်မျက်နှာချက်မှာထားတဲ့ IM ရဲ့ logo ကြီးတော်တော်မိုက်တယ်ဒီဇိုင်းပေါ်လာတဲ့ concept လေးကိုတော်တော်လေးသဘောကျတယ်နောက်တစ်ခုသဘောကျတာကဒီပေါ့နော် IM showroom ကိုလာတဲ့လူတွေဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ရှိရင် photo session အတွက်ကို photo booth လေးထားပေးထားလေးကမစိုးကျွန်တော်ကားလေးကြည့်အောင်လက်ရှိ IM အနေနဲ့ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကို LS6 နဲ့ LS7 ဆိုပြီးတော့ model မျိုးရောက်ရှိနေပြီ LS6 ကတော့သူ့ရဲ့ segment အနေနဲ့ဆိုလို့ရှိရင်တော့သူကအခု SUV အမျိုးအစားဖြစ်တယ်သူ့ရဲ့ driving range ကတော့ CLTC နဲ့ဥမှာ950 km တိရှိတယ်ဒီဘက် LS7 ကတော့သူက SUV မျိုးအစားဖြစ်ပြီးတော့သူ့ရဲ့ driving range ကဆိုလို့ရှိရင်တော့ CLTC နဲ့ဥမှာကျွန်တော်တို့630 km ထိသွားလို့ရတယ်ပေါ့နော်အဲ့တော့လက်ရှိမြန်မာနိုင်ငံကိုဝင်သမျှပေါ့နော် EV တွေထဲမှာဆိုလို့ရှိရင် range အများဆုံး EV တွေထဲမှာဒီနှစ်စီးအပါဝင်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာရနိုင်တဲ့ service လေးတစ်ချက်မေးကြည့်အောင်ဒီနေ့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်အခုပထမအဆုံးသိချင်တာကပေါ့ဒီနေပြည်တော် IM showroom မှာပေးနေတဲ့ promotion နဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်သိချင်ပါတယ်ဟုတ်ကဲ့ပါကိုကြီးဟုတ်လက်ရှိညီလေးတို့ IM မှာဆိုလို့ရှိရင်တော့ပေါ့နော်seasonal promotion တွေအပြင်မှာပေါ့နော်တချို့လတွေမှာကျွန်တော်တို့ event လေးတွေနဲ့ပေါ့နော်ပြုလုပ်ပြီးတော့အထူး promotion တွေနဲ့ပြုလုပ်ပေးနေပါတယ်ဗျနောက်ပြီးလို့ရှိရင်အရေးကြဘိုင်းနဲ့ပတ်သက်တာပေါ့ညီလို့ရှိမှာဘယ်လိုမျိုး service တွေရတယ်ညီလေးတို့မှာဆိုလို့ရှိရင်ဒီ IM ကားတွေကိုပေါ့နော်အရေးကြနှစ်ပိုင်းနဲ့ဝယ်ယူလို့ရတယ်ခင်ဗျဟုတ် showroom HP နဲ့ brand HP ဆိုရင်နှစ်ပိုင်းရှိမယ်ခင်ဗျ showroom HP မှာဆိုလို့ရှိရင်ညီလေးတို့ down payment 50% ချပြီးတော့ပေါ့နော်တစ်နှစ်ကိုအတိုးမဲ့နဲ့ဝယ်ယူလို့ရတယ်ခင်ဗျbrand HP နဲ့ဆိုလို့ရှိရင်တော့ညီလေးတို့ down payment 30% ချပြီးတော့ပေါ့နော်9နှစ်အထိကိုဝယ်ယူလို့ရတယ်ဗျbrand HP မှာဆိုလို့ရှိရင်ရှိသွားနိုင်တာကကျတော့အတိုးတွေ brand service ချက်တွေတော့ရှိသွားနိုင်ပါတယ်ခင်ဗျဒါပေါ့အကိုကတော့ဒီ showroom ရဲ့ဘယ်လိုပြောမလဲ HP လေးတော့ပို့သဘောကျတော့ဆိုတခြား showroom တော်တော်များများမှာဒီလို showroom အနေနဲ့ HP ပေးရတော့မရှိဘူးပေါ့နော်အခုမှဒါပထမဆုံးကြားတော့အားလေးတော့မစိုးဘူးပေါ့နော်နောက်ပြီးလို့ရှိရင်ဒီပေါ့ charging ပေါ့နော်အဲ့တော့ကားဝယ်ပြီးတော့ charging ကတေချာပေါက်လိုအပ်မှာပဲအဲ့တော့ charging installation service တွေရောဘယ်လိုမျိုးရှိလဲဟုတ်လက်ရှိမှာဆိုလို့ရှိရင်ညီလေးတို့ပေါ့နော်အပြင် EV brand အသုံးပြုတယ် level 2 charger ကိုအသုံးပြုခြင်းနဲ့ customer တွေအတွက်ဆိုလို့ရှိရင်ညီလေးတို့စီကနေပြီးတော့ပေါ့နော်ဆက်ကိုတစ်ခါတည်းရောင်းချပေးပြီးတဲ့အပြင်မှာပေါ့နော်ဒီတက်ဆင်မှုအတွက်ကိုစာပေးလဲဆင်းပေးတယ်ပြီး installation ဘိုင်းအတွက်ကိုလည်းအကုန်လုံးဆောင်ပေးပါတယ်ဗျ။အဲ့ဆိုလို့ရှိရင် charger ကိစ္စကတော့ပူစရာမလိုတော့ပေါ့နော်ကို့မှာ iron ကားမဟုတ်ပြင်မဲ့လည်းတခြား EV ကားဆိုလို့ရှိရင်လည်းအများကြီးအဆင်ပြေသွားပြီပေါ့နော်။ဒီ iron ဝယ်ရတဲ့လူတွေအနေနဲ့ကကြတော့ဒီစိတ်ပူတာက after sale service ပေါ့နော်။ညီလေးတို့ရှိမှာ after sale service အပိုင်းမှာဘယ်လိုမျိုးတွေရှိမလဲ။ဟုတ် after sale service အပိုင်းမှာတော့ညီလေးတို့က IM authorized distributor ဖြစ်နေတာဆိုတော့ကိုကြီးက IM authorized service လည်းရှိပြီးသားပါကိုကြီးဟုတ် IM brand အပြင်မှာညီလေးတို့တခြား EV brand တွေလည်းပြုပြင်လို့ရတယ်ခင်ဗျဟုတ်အဲ့ဒါပြီးတော့မှပေါ့နော်ညီလေးတို့ EV တီးတန့်လည်းမဟုတ်သေးပါဘူး IC ကားတွေအတွက်ကိုလည်းညီလေးတို့ကကား alignment ချိန်တာတွေကားအောက်ပိုင်းပြုပြင်တာတွေပေါ့နော်ပြီးရင်ကားကူးလန့်လဲရ engine လဲရတွေအကုန်လုံးကိုလည်းညီတို့က service ပြုလုပ်ပေးပါတယ်ဗျIC ကားနဲ့ပတ်သက်တာဆိုလို့ရှိရင်လည်း service အစုံရတယ်ဟုတ်အဲ့အဲ့ဆို
ဒီမှာလည်း one stop အကုန်ပြီးသွားတာပေါ့ one stop service အကုန်လုပ်ပေးပါတယ်ဗျာ ဆိုပါဆို IM မှာလည်း service တွေကတော်တော်စုံစုံလင်လင်ရှိရလို့ပြောရမှာပဲပေါ့နော်ကဲဒါလေးတွေကတော့နေပြည်တော်ရဲ့ IM showroom မှာရရှိနိုင်တဲ့ service တွေကိုညီလေးကပြပြပေးသွားပဲဖြစ်ပါတယ်တကယ်လို့လူကြီးမင်းတို့က IM ကားတွေကိုလေးလာခြင်းလို့ပဲဖြစ်ဖြစ် charging installation ပြုလုပ်ခြင်းလို့ပဲဖြစ်ဖြစ်မိမိရဲ့ကားတွေကို service ပြုလုပ်ခြင်းလို့ပဲဖြစ်ဖြစ်နေပြည်တော်မှာဖွင့်လှစ်ထားတဲ့ IM Motor မြန်မာ showroom ကိုလာရောက်ဖို့တော့ကိုလည်းဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါပေါ့ကျွန်တော် Just Right ကတစ်ချုံပါ